ကျက်ဦးအယောင်တိန်တောင်တစ်ဖွဲ့မင်းရေးကျွယ်ကြီးတဲ့နော်အခုကရောင်ချေတာတစ်ဖွဲ့တိန်တောင်တွေကတစ်ဖွဲ့ဘာတွေမှန်းကိုမသိလို့ကျွန်တော်တို့ကိုကဂျားကနေကျက်ဦးဖြစ်မှာဆိုလို့ဆိုနိုင်ငံရေးကိုဝင်ပြီးတော့အာသီးမယောင်တာအာမချောင်းတာကြားပြီးကိုနဲ့လွတ်လွတ်ကင်းကင်းကျွန်တော်တို့နေတယ်ကိုလှုပ်ရှားရှာလေးပဲလှုပ်ပြီးတော့နေတယ်အခုကဇော်ဖုံးရုံပြောချင်တာဗုဒ္ဓဝင်ကပြောလိုက်လို့နော်ရွှေမန်းတင်မောင်ဟိုကဖျားလောင်းဖြစ်မသွားဘူးအဲ့ဒါဆိုလိုချင်တဲ့သဘောကတော့ငါတက်မလို့ချစ်တယ်ငါလောက်တိုင်းမျိုးချစ်တယ်လို့မရှိဘူးငါလောက်လုံနိုင်တယ်လို့မရှိဘူးနော်အဲ့လိုတွေကျွေးကြော်နေလို့လဲသိခံနိုင်စွမ်းမရှိဥပ္ပခါပြုတ်နိုင်စွမ်းမရှိလို့ရှိရလေဘလုံးမတက်မလို့ချစ်သူမဖြစ်နိုင်ဘူးသိလားတက်မလို့ချစ်သူတွေအကုန်လုံးကလေသူ့ကနဲ့သူအဖွဲ့အစည်းတိုင်းသူ့ရဲ့ဟိုဒါထဲမှာပြဿနာလေးတွေအကုန်လုံးကရှိကြတယ်ဒါပေမဲ့တင်းမလိုင်းမမတင်ဘူးအေးစစ်စစ်ဂျားမှာဖြည့်ရှင်းပြီးသွားတာနော်ပြောမယ်နော်အကွာမင်းတို့နဲ့ဖြစ်တယ်ဘာတော့ကိုအောင်မင်းနဲ့ဖြစ်တယ်နောက်ထပ်ဟိုမင်းသားကြီးတို့နဲ့တခါဟိုတနေ့လည်းထိတ်တထိန်လေးနဲ့ဖြစ်တယ်ဘာမှမပြောဘူးအော်ယောက်ျားချင်းဖြစ်တာတတ်သေးသူတို့ဘာလို့မကျင်းလို့ရှိရင်ချိန်ပြီးလက်သီးနဲ့ထိုးချလိုက်မယ်တတ်သိရှိလို့ရှိရင်အဲ့လိုပြောပြီးတော့ကိုယ်နဲ့မဆိုင်ဘူးဦးမယောင်လိုင်ကိုပြောတယ်နော်ဖာပါဇက်တို့ထမိန်ဝတ်ထားပါလားတို့သိတယ်မလားဘာစောက်သုံးကြတယ်လို့မအေလိုကြီးတို့ဆဲတာတွေနောက်ပြီးကျတော့ဟိုမှာမိုင်းတိုင်းမှုလည်းရက်တောက်နေလို့ဘာတဲ့မှမသိပါဘူးတို့ဘာလို့ပြောခဲ့တာတွေနားတယ်အသေးတွေကနားတယ်ဒါပေမဲ့မပြောဘူးကိုယ်နဲ့မဆိုင်လို့ဘာဖြစ်လို့လဲဆိုတော့အော်ကိုနဲ့မဆိုင်ဘူးလို့ပြောလို့မရဘူးကိုလူကြီးကိုထင်ကိုလည်းဆိုင်တယ်နော်ကိုချစ်တဲ့သူကိုထင်ကိုနဲ့လည်းဆိုင်တယ်ဒါပေမဲ့သူတို့ကဇော်မွန်းရလူကြီးတွေနဲ့အပတ်သက်ရှိတယ်လို့ပြောတယ်အဲ့လူကြီးနဲ့သူတို့ဘာတွေအဝင်ထွက်ဖြစ်ပြီးဘာတွေအပေးယူလုပ်ထားလဲတော့ကိုလည်းမသိဘူးသူတို့တော့မှအေးဆေးနေသေးတာငါတို့လည်းနေမယ်ဆိုတဲ့စိတ်နဲ့နေလိုက်တာခုမိုးခိုင်အောင်နော်မိုးခိုင်ကမိန်းမသားတစ်ယောက်နော်တက်မတော်ချစ်သူတစ်ယောက်အမျိုးသားရေးသမားတစ်ယောက်ခမရဖြစ်နေတဲ့သူတွေအကုန်လုံးလေအဲ့တက်မတော်ချစ်သူအမျိုးသားရေးသမားတွေနဲ့ပဲပတ်ဖြစ်နေတာနော်ပတ်ဖြစ်နေတာအဲ့ဒါဒါပေမဲ့အဲ့လိုပြီးတော့အမျိုးသမီးတစ်ယောက်ဖြစ်တာဗျာဒီလောက်ကြီးပိုးစိုးပတ်ဆက်မဆဲသင့်ဘူးလို့တပ်ပြမဲတို့နော်ဖာတယ်မတို့ဖေလုံးမတို့ခမရဆဲတာရတော်တော်မရိုင်းနေနော်စပေါ်ကြီးမရိုင်းနေဒီမှာကျွန်တော်နဲ့မဆိုင်ဘူးဆိုမှလက်သက်စိတ်လက်ထိန်နာတယ်နော်မိန်းမအချင်းချင်းဒီလိုမျိုးမိန်းကလေးတယောက်ကိုဒီလိုမျိုးပြောတာကျွန်တော်တို့လက်မခံဘူးကိုဇော်ဘုံကြီးဆိုတာငါတို့အရင်တော့ကလေအော်တက်မတော်ချစ်သူတယောက်တိုးလာပြီဟဲ့ဆိုပြီးတော့အားရဝမ်းသာနဲ့အားပေးခဲ့တဲ့လူတယောက်နော်ဒါပေမဲ့ဟို line မှာဟိုလူနဲ့ဖြစ်လိုက်ဒီလူနဲ့ဖြစ်လိုက်ဟိုနဲ့ဖြစ်လိုက်ဒီလူနဲ့ဖြစ်လိုက်ဆိုတော့အော်ဒီကောင်လေးကစိတ်ထားလေးကကောင်းရှာတယ်ပါဇက်ဆိုးတာပါပါဇက်ကလေးပဲဆိုးတာပါသူလည်းခံစားချက်တစ်ခုရှိလို့ဒီမှာဆိုဘာမှမပြောဘူးကိုနဲ့မဆိုင်လို့ဝင်မစွတ်ဖက်တာအခုကမိုးခိုင်အောင်ဆဲတာတော့ကျွန်တော်လည်းစိတ်မကောင်းစိတ်တော်စိတ်ထဲမှာတော်တော်မကောင်းဖြစ်ရတယ်သိလားအဲ့ဒါဟိုလိုမျိုးအဲ့လိုမျိုးနောက်ထပ်မိန်းမသားတယောက်ကိုမဆဲပါနဲ့လို့ကျွန်တော်မြတ်တာကိုရက်ခံတာပါဗျာမျိုးသမီးတယောက်ကလူတိုင်းတွေမှာအားနေချက်ရှိတယ်ခင်ဗျားမှလည်းရှိတယ်ကျွန်တော်မှလည်းရှိတယ်အားနေချက်ဆိုတာလူတိုင်းမှာရှိတယ်နော်တက်တဲ့ဟိုဟာလူတိုင်းမှာရှိကြတယ်ကျွန်တော်မှလည်းရှိတယ်အားနေချက်ခင်ဗျားမှလည်းရှိတယ်မိုးခိုင်မှလည်းရှိတယ်အဲ့ဒါကိုအချင်းချင်းကိုဘာလို့အားနေချက်တွေဖော်ပြီးတော့အနိုင်လိုချင်တာအောင်ကျွန်တော်အဲ့ဒါသိချင်တာဗျသိလားတောင်းမှန်ပါတယ်ကျွန်တော်တောင်းမှန်ပါတယ်တက်မလို့ချစ်သူကိုသားတောင်းမှန်ပါတယ်ကျွန်တော်လည်းနော်